ချန်ပီယံမဖြစ်ခဲ့ပေမဲ့ပရီးမီယာလိရဲ့အကောင်းဆုံးကစားသမားဆုရရှိခဲ့သူများဘလုံးလောကမှာဆုတံဆိပ်တွေကအများအပြားချန်ပီယံအသင်းစီပဲတွားတက်ကြပါတယ်အမတ်ပေးလီကိုအနိုင်ရရှိတဲ့အသင်းဖလားမြောက်တဲ့အသင်းရမှတ်အများဆုံးအသင်းစတဲ့အောင်မြင်မှုရတဲ့အသင်းတွေစီမှာပဲစပေါ့လိုက်အများဆုံးရောက်တတ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာဘလုံးကထူးခြားတဲ့အဖြစ်တကူလည်းထုတ်ပေးတတ်ပါတယ်အကောင်းဆုံးအသင်းတွေကအကောင်းဆုံးကစားသမားမဟုတ်ပဲချန်ပီယံမဖြစ်ခဲ့ပေမဲ့အမတ်ပေးလီတစ်ခုလုံးကိုအလုတ်ခတ်ဆုံးကစားသမားကိုရွေးချယ်တတ်တာပါပရီးမီယာလိ Player of the Season ဆုသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ဒီလိုဇာတ်လမ်းတွေအများကြီးရှိပါတယ်1996-99 ရာသီကစလို့ပေါ့အဲဒီ1996-99 ရာသီမှာပဲပထမဆုံးထူးခြားမှုကြီးဖြစ်ခဲ့ပါတယ်မီဒယ်ဘရော့ကစားသမားဂျူနီယိုပေါ်လစ္စတာက Player of the Season ဆုကိုရခဲ့တာပါထူးခြားတာကသူ့အသင်းမီဒယ်ဘရော့ကချန်ပီယံမဖြစ်ုံနဲ့မဟုတ်ပဲတန်းတောင်ဆင်းသွားခဲ့ရတာဖြစ်ပါတယ်အသင်းကကျဆင်းသွားခဲ့ပေမဲ့ဂျူနီယိုရဲ့စကေးတီတွင်ဖန်တီးမှုတွေကပရိသတ်တွေကိုမျက်စိမလွှဲစေနိုင်ခဲ့ပါဘူး Player of the Season သမိုင်းမှာတော့တန်းဆင်းသွားတဲ့အသင်းကနေဆုရတဲ့တူဦးတဲ့သောကစားသမားအဖြစ်ဒီနေ့ထိမှတ်တမ်းဝင်နေသေးပါပဲဒီအဖြစ်ပြပြီးတနေ့ကြာ1999-98မှာတော့မိုက်ကယ်အိုဝင်ကPlayer of the Season ဆုကိုရရှိခဲ့ပါတယ်။လီဗာပူးကချန်ပီယံမဖြစ်ခဲ့ပေမဲ့လူပြိုဖြတ်လက်တဲ့အိုဝင်ရဲ့လှည့်မြန်မှုသွင်းကိုဆိုင်ရင်နဲ့အကြောက်လန့်မရှိကစားရန်ကအမတ်ပေးလီတစ်ခုလုံးကိုအံ့အားသင့်စေခဲ့တာပါ။ဒီခါတလေအသက်ကိန်းကနန်းထက်တဲလန်ကပူစကားပြောတယ်ဆိုတော့ကိုသူကပြသနိုင်ခဲ့ပြီးတနေ့တာအကောင်းဆုံးကစားသမားဆုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။1999-2000ရာသီမှာတော့ကီဗင်ဖီလစ်ကဆန်နာလန်အတွက်930ထိသွင်းခဲ့ပြီးပရီးမီယာလိရဲ့အကြီးမားဆုံး surprise တစ်ခုဖြစ်ခဲ့ပါတယ်။ဆန်နာလန်ကတိုက်တယ်ရီစတဲတောင်မရှိခဲ့ပေမဲ့ဖီလစ်ကတော့ဥရောပရွှေဖနက်ဆုကိုရရှိခဲ့တာပါ။ဒါအသင်းကြီးကမဟုတ်လို့မဖြစ်နိုင်ဘူးဆိုတဲ့စကားကိုဖယ်ရှားခဲ့တဲ့ယာတီတစ်ခုပါပဲ2005-2006ရာသီမှာတော့ပရီးမီယာလိရဲ့အလှပဆုံးတိုက်စစ်မှုတွေကတယောက်ဖြစ်တဲ့ Thierry Henry ကချန်ပီယံမဖြစ်ပေမဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုရခဲ့ပါတယ်အာဆင်နယ်ကအဆင့်4နဲ့ပဲပြီးခဲ့တဲ့ချန်ပီယံမဖြစ်ခဲ့ဘူးဒါပေမဲ့ Henry ကတော့29ဂိုးထိသွင်းကဂိုးဖန်တီးမှု17ချိန်နဲ့တယောက်တည်းအာဆင်နယ်ကိုဆွဲတင်ပြခဲ့တာပါအဲ့ဒီချိန်မှာလူတွေပြောခဲ့ကြတယ်ဒီနေ့မှာပရီးမီယာလိရဲ့အကောင်းဆုံးသင်းက Chelsea ဖြစ်နိုင်တယ်ဒါပေမဲ့ပရီးမီယာလိရဲ့အကောင်းဆုံးကစားသမားကတော့ Henry ပဲဆိုတာပါ2013မှာတော့ Grabby ရဲ့ One Man Army Season တစ်ခုကိုထပ်တွေ့ခဲ့ရပြီးချန်ပီယံလိတောင်မဝင်နိုင်ခဲ့တဲ့စပါမှာ Grabby ကအဝေးကန်ချက်ဂိုးတွေနောက်ဆုံးမိနစ်အနိုင်ဂိုးတွေတယောက်တည်း game changing movement တွေနဲ့ဖန်ဆားနိုင်ခဲ့တာပါအဲ့ဒီရာသီကဘေးဟာစပါကစားသမားမဟုတ်တော့ပဲ Spy System တစ်ခုလုံးကိုဖြစ်နေခဲ့တာပါ2013-14ရာသီကတော့အမှတ်တရအများဆုံး season တစ်ခုပါပဲ Luis Suarez လီဗာပူးဟာချန်ပီယံဆုနဲ့နီးကပ်ပြီးမှနောက်ဆုံးမှာလက်လွတ်ခဲ့ရတယ်ဒါပေမဲ့ Suarez ကတော့32ဂိုးထိသွင်းပြခဲ့တယ်ပိုထူးခြားတာကရာသီအစ9ပွဲပိတ်ခံရပေမဲ့33ပွဲနဲ့32ခုထိသွင်းပြကပြိုင်မဲ့ခန်းစစ်တွေရဲ့အိမ်မက်ဆိုးလိုပြသခဲ့တာဖြစ်ပါတယ်။ပြီးတော့2019-18ရာသီပါ2019-18ရာသီမှာတော့မိုဟာမက်ဆာလာရဲ့စံချိန်တင်ရာသီတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။လီဗာပူးကချန်ပီယံမဖြစ်ခဲ့ဘူးဒါပေမဲ့ဆာလာကတော့38ပွဲကစားရတဲ့ပရီးမီယာလိသမိုင်းမှာ32ခုထိသွင်းနိုင်တဲ့ဂိုးများဆုံးစံချိန်တင်နိုင်ခဲ့ကအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာပါ။နောက်တနေ့2018-2019ကလည်းလီဗာပူးရဲ့အသေးကွက်ရာသီတစ်ခုထပ်ဖြစ်ခဲ့ပါတယ်မန်စီးတီးရဲ့တမန်ကွာနဲ့ကြော်ဖြတ်မှုအောက်မှာလီဗာပူးကန်ဆူခဲ့ရပေမဲ့ဗန်ဒိုက်ကတော့ဘောလုံးရာသီတစ်ခုလုံးအံ့အားသင့်ဖို့ကောင်းခဲ့တာပါပရီးမီယာလိတရားသီးလုံးမှာကြော်ဖြတ်ခံရမှုတစ်ချိန်ပဲရှိခဲ့ကခန်းစစ်ကစားသမားတစ်ယောက်လည်းအကောင်းဆုံးဆုရနိုင်တယ်ဆိုတော့ကိုတက်တည်ပြနိုင်ခဲ့တာဖြစ်ပါတယ်2019-20မှာတော့ကီဗင်ဒီဘရိုင်းနာကရရှိခဲ့ပါတယ်မန်စီးတီးကလီဗာပူးနောက်ဒုတိယနဲ့ပြီးဆုံးခဲ့ပေမဲ့ကီဗင်ဒီဘရိုင်းနာကတော့ဂိုးဖန်တီးမှုအချိန်20နဲ့တီယာရီအိုနယ်ရီရဲ့စံချိန်ကိုလိုက်မိခဲ့တာပါပေးပို့မှုတစ်ချိန်နဲ့ပွဲအဖြေကိုပြောင်းလဲနိုင်သူတစ်ယောက်ရဲ့အကောင်းဆုံးကစားသမားဆုရရှိတဲ့အခိုက်အတန့်ပါပဲပြီးတော့အခု2025-26 Bruno Fernandesမဲယူနိုက်တက်ကချန်ပီယံမဖြစ်ခဲ့ပဲအဆင့်3နဲ့ပြီးဆုံးခဲ့တာပါဒါပေမဲ့ဘရူနိုက38ပွဲမှာ10ဂိုးသွင်းပြီးဂိုးဖန်တီးမှုအချိန်20ချန်ခရီတဲ့132ချိန်ထိဖန်တီးက Player of the Season ဆုကိုထက်တဲ့တန်းပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်ဆုတစိအများစုကချန်ပီယံအသင်းတွေစီပဲသွားတက်ပေမဲ့အများကြားမှာထင်နေတဲ့သူတယောက်ရှိနေကြရင်တော့ချန်ပီယံဖြစ်မဖြစ်ထိုက်တန်သူကိုပေးရမှာပါပဲချန်ပီယံမဖြစ်ပေမဲ့ပရီးမီယာလိရဲ့တနစ်တာအကောင်းဆုံးဆုရသူများအကြောင်းကိုဒီစီဆောင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ညာM9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ